မင်္ဂလာပါရှင်တီးစစ်ရေးတာနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ခြားလေးပြပြပေးမယ်ဆိုပြီးတော့စလိုက်လေးတွေပြင်းနေတာပါကျွန်မပြင်းနေရင်းနဲ့မှလုံလေးပေါ်လာလို့ပေါ့နော်အဲ့တော့အခုဒီနေ့တော့တီးစစ်ရေးတာလေးကိုပြန်ပြီးတော့အလဲလေးပေးမယ်ပေါ့နော်ပြီးတော့မှဆောင်းရံရှောင်းရံလေးတွေလည်းကျွန်မသိတဲ့လောက်ပြောသွားပါမယ်အဲ့တော့တီးစစ်ကကြတော့ဘာတီးစစ်လဲလို့ဆိုရင်တော့ဒီဘွဲ့လွန်ပေါ့နော်ဒီ bachelor thesis မဟုတ်ဘဲနဲ့ master thesis တို့ PhD thesis တို့ပေါ့နော်ဒါတွေကိုပြင်ဆင်တဲ့အခါမှာဘာတွေလှုပ်ထားတဲ့လဲပေါ့နော်ဘာတွေလှုပ်ထားတယ်လဲဘာတွေမလှုပ်သင့်ဘူးလဲဆိုတာလေးတွေကိုကျွန်တော်ရေးဘူးတဲ့အတွေ့အကြုံလေးနဲ့ရှင်းပြီးတော့ကြတော့မှပြောသွားပါမယ်ပြီးတော့ကိုယ့်ရဲ့ candidate တွေရေးတဲ့ထဲမှာသူတို့ရဲ့သူတို့ကောင်းချက်လေးတွေပေါ့နော်ကောင်းတာလေးတွေဆောင်ရန်ရှောင်ရန်လေးတွေလည်းပဲပြောပြသွားပါမယ်အဲ့တော့တီးစစ်တစ်ခုရေးမယ်ဆိုလို့ရှိရင်တကယ်တမ်းကျတော့အချိန်အင်မတန်ယူတဲ့အလုပ်ကိစ္စရပ်ဖြစ်ပါတယ်တီးစစ်ဆိုတာလေthesis ကတကယ်တမ်းတော့ကိုကနေပြီးတော့ master တက်တယ်ပေါ့ master 2 နှစ်တန်းဒီ3နှစ်တန်းဒီတက်တယ်ပေါ့နော်တက်တယ်ဆိုကြတဲ့ကိုကစပြီးတော့ရေးဖို့အားထုတ်တဲ့လုပ်ငန်းဖြစ်ပါတယ်အဲ့ကမှာတော့ကျမတို့က thesis ကိုတခြားလူရဲ့ thesis တွေကိုလည်းလိုက်ဖတ်တယ်ပေါ့နော်ကိုနဲ့သက်ဆိုင်တဲ့ဘာသာရပ်အထူးသဖြင့်တော့ကိုနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေကိုလိုက်ဖတ်တယ်ဖတ်ပြီးတော့ကြတော့ရေးဖို့အားထုတ်ကြတာပေါ့နော်ဒါလည်းပဲဒီအခုသိချင်တဲ့သူတွေလည်းပဲဒီလိုပဲဖြစ်ပါလိမ့်မယ်เนาะကိုဒီ further study တက်ပြီးတဲ့အခါကျတော့ဒီစစ်တော့ခုတော့မရေးရသေးဘူးဒါပေမဲ့လည်းအရေးဖို့တော့စပြီးအားထုတ်တော့မယ်ဆိုတော့လူတွေလည်းပါကောင်းပါမယ်ဒီလက်ရှိရေးနေစေပေါ့နော်လူတွေလည်းပါကောင်းပါမယ်ပြီးသွားပြီးသားလူလည်းပါကောင်းပါမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကြတော့ဒီ thesis မှာဘာတွေပါတယ်လဲဆိုရင် format ကနေစပြီးတော့ပြောကြည့်အောင်ပါเนาะအဲ့မှာဘာတွေပါတတ်တယ်လဲဆိုရင်တော့ဒီformat ကတော့နည်းနည်းလေးကွဲလွဲချက်ရှိတတ်တယ်ပြီးမယ်လို့ common ဖြစ်တာကတော့ပထမဆုံး table of content ပါတယ်ပြီးအဲ့ဒီနောက်မှာဒီ thesis ထဲမှာသုံးထားတဲ့figure တွေပေါ့เนาะ figure list ပါတယ် table list တွေပါတယ်ပြီးရင်တော့ abbreviation ပါတတ်တယ်တချို့မှာဒီအတူကောက်စလုံးတွေပေါ့နော်ကို thesis ထဲမှာသုံးထားတဲ့အတူကောက်စလုံးတွေရဲ့ဒီရှင်းလင်းချက်တွေပေါ့နော်ဒါကိုပြန်ပြီးတော့ဥပမာ UNDP ဆိုရင်ဘာကိုပြောတာပေါ့နော် FAO ဆိုရင်ဘာကိုဆိုလိုတာပေါ့ဒါမျိုးလေးတွေ list ပါတတ်တယ်ပြီးလို့ရှိရင်တော့ chapter တွေပေါ့နော် chapter တွေမှာလည်းနည်းနည်းကွဲလွဲတာလေးကျွန်မပြောပြပါမယ် chapter တွေပါတယ် thesis chapter ကြီးတွေပါတယ်အဲ့တော့ခေါင်းစဉ်နံပါတ်1ကတော့ introduction ပါတတ်တယ်ပြီး literature review methodology result and discussion conclusion ပေါ့နော်ဒါတွေပါတတ်တယ်ပြီးရင်တော့နောက်ဆုံးကတော့ citation reference section ပါပါတယ်ဒါလေးတွေပါတတ်ပါတယ်ပြီးရင်တော့ summary ကိုတချို့ကကြတော့ thesis summary ကိုရှေ့ဆုံးမှာရေးတချို့ကကြတချို့တော့တက္ကသိုလ်တွေမှာတော့ summary ကနောက်ဆုံးမှာဖြစ်တတ်တယ်ပေါ့နော်အဲ့တော့တစ်ခုနဲ့တက္ကသိုလ်တစ်ခုနဲ့တစ်ခုတော့နည်းငယ်ကွဲလွဲတယ်ဥပမာဒီ Harvard တက္ကသိုလ်ရဲ့ thesis format ကိုကြည့်မယ်ဆိုရင် तू ကtitle ပေးပါတယ်ပြီးရင်ဆိုတော့ summary abstract လို့လည်းခေါ်တယ် summary လို့လည်းပြောတယ်နောက် acknowledgement ဖြစ်တယ်table of content ဆိုတော့ figure table list ပါပါတယ်ပြီးရင်တော့ introduction ပါတယ် literature review methodology results discussion conclusion ပါတယ် references ပါတယ် appendices ပါတယ် appendices ကတော့ thesis ထဲမှာသုံးထားတယ်ဒါပေမဲ့လို့အသေးစိတ်ထပ်ပြီးတော့ပြောဖို့လိုတဲ့ဟာလေးတွေထပ်ထည့်တာမျိုးပေါ့နော် appendix ကတော့နော်ပြီးတော့အသေးစိတ် detail ဥပမာကျမတို့ဒီviewer science တွေဆိုလို့ရှိရင် media တွေကြိုတယ်ပေါ့နော် media တွေရဲ့ ingredients တွေအသေးစိတ်တွေတို့ interview တဲ့အခါမှာ interview ခဲ့တဲ့ဓာတ်ပုံတွေတို့မှတ်တမ်းတွေတို့ဒါမျိုးတွေပေါ့ social science ဆိုလို့ရှိရင်လေအဲ့လိုမျိုး appendix တွေမှာထည့်တယ်ခလေးကြလည်းပဲ data တွေပေါ့နော် data တွေ appendix ထဲမှာပြရတယ်ပေါ့နော်လိုမျိုးပြပါတယ်နောက် data နောက်တစ်ခု raw data တွက်ချက်မှုတွေပေါ့နော်ဒီ
ဒီ stat ကနေ statistic ကနေထွက်တဲ့နော်ဒါတွေလည်းပဲပြတတ်တယ် appendices ကတော့လေ thesis ထဲမှာတော့ချစ်ချစ်လက်လက်ဖြစ်အောင်လို့မို့ဒါတွေမထည့်ဘဲနဲ့ appendix မှာသွားပြီးကြည့်လို့ရအောင်ထည့်တယ်ပေါ့ဒါလည်းတော်တော်ပြည့်စုံတဲ့ format ဖြစ်ပါတယ်နံပါတ်1 output thesis ကကြတော့သူရဲ့ format ကကြတော့ title page ပါတယ်abstract summary က300လောက်ပဲထည့်ပါတယ်နောက် acknowledgement ထည့်တယ် table of contents ပြီးရင် main chapters ကတော့သူက intro ကနေပြီး conclusion ထိပဲပြောထားတယ်references တွေ appendices တွေကွဲလွဲချက်တွေဒါကြီးမရှိတာတွေ့တယ်နောက်တစ်ခုနံပါတ် Massachusetts တက္ကသိုလ်ရဲ့ format ဆိုလို့ရှိရင် title page ပါတယ်abstract ပါတယ် contents တွေ figure တွေပဲနောက် chapter reference နဲ့ appendices ဆိုသိပြီးတော့မကွဲလွဲဘူးပေါ့နော်ရေးပုံရေးနည်းလေးတွေကတော့သူတက္ကသိုလ် format အတိအကျလေးကရေးရမှာဖြစ်တယ်နောက် Cambridge structure ကြတော့သူကဘာလေးပို့လာလဲပေါ့နော် title ရဲ့ summary နောက် declaration လေးပို့တယ်ပေါ့နော်ဒီအလုပ်ဒီပေါ့နော်ဒီသူများစီကယူထားတာမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့own ကိုယ့်ပိုင်အလုပ်ဖြစ်တယ်ဆိုတော့ declare လုပ်တာလေးပေါ့နော်ဒီ paper work ဟာ original ဖြစ်ကြောင်းပေါ့နော်ဒါကို declare လုပ်တဲ့ declaration လေးထည့်တယ်ပေါ့နော် acknowledgement ပြီးရင် content chapter တွေနောက် bibliography လို့သူကခေါ်တယ်citation တွေ reference တွေလည်းပြောတယ် appendices ပါပဲတော့နော်အဲ့တော့ဒါလေးတစ်ခုပို့လာတွေ့ရတယ်နောက်တစ်ခုကတော့ဒီ NUS ပေါ့နော်ဒီအာရှဘက်မှာဆိုရင်နော် National University of Singapore မှာtitle page ပါတယ် abstract acknowledgement table of contents list of table figures chapters reference နဲ့ appendices ထားနေပါတယ်ဆိုတော့ဒီကြတာတော့ thesis ကိုရေးတဲ့သူဟာဒီထဲကခေါင်းစဉ်တွေကိုတော့ကျွန်တော်ရေးရတော့မှာဆိုတဲ့သဘောပဲเนาะခေါင်းစဉ်တိုက်တယ်ပါမယ် abstract ကိုလုပ်ထားတဲ့ဒီကိုလုပ်တဲ့အလုပ်ရဲ့ဘလောက်ပဲကိုနှစ်ကြာကြီးပဲလုပ်ခဲ့ abstract ဒီတော့ within ဘလောက်300 words လို့မျိုးပေါ့နော် within 1 page within 1 to 2 page အဲ့လောက်ပဲရေးကြတယ် summary အရှိကြီးဆိုလို့ရှိရင် summary မဟုတ်တော့ဘူးလေနော်အဲ့ခါကျတော့သူကချစ်လေးနဲ့ဒါလေးကိုဖတ်လိုက်တာနဲ့ပဲကို့အလုပ်ကိုယ့်ရဲ့ thesis work တစ်ခုလုံးပေါ်လွင်သွားအောင်ရေးခိုင်းလေးရှိပါတယ်နောက် acknowledgement ကတော့ဒါကိုယ့်ရဲ့ဒီ thesis ဖြစ်ဖို့အတွက် support လုပ်တဲ့လူတွေကိုရေးတာဖြစ်တဲ့အတွက်နော်ကိုအစင်လိုက်တိုင်းပဲ format တိုင်းမှာတချို့တက္ကသိုလ်တွေကျလည်း format တိုင်းရေးကြတယ်တချို့ကျလည်းပဲကိုကျေးဇူးတင်ဆုံးကိုစပဲပြချင်းပေါ့နော်ရေးတယ်ပြီးတော့မှကိုယ့်ရဲ့နောက်ဆုံးပဲ family ပေါ့နော်ဒါကတော့ acknowledgement ဘယ်လိုရေးပါဆိုတဲ့ format ကတော့မရှိပါဘူးเนาะဒါလည်းတကယ်တမ်းတော့လေနောက် table of contents ကကြတော့ table of contents ဟာ automatic ထည့်လို့ရတယ်လက်နဲ့ဒီ manual ဆွဲတာမျိုးမဟုတ်ဘူးဒီ word ထဲမှာပဲ automatic ထည့်ထားတဲ့နောက် table of contents ထည့်နည်းလေးတွေကိုသုံးနေပို့ကောင်းတယ်နောက် list of table နဲ့ list of figure လည်းလိုပဲ manual နဲ့ကိုက word ထဲမှာပြင်တာထက် automatic ဒီ word ထဲမှာထည့်တာထည့်နည်းလေးကိုသုံးရင်ပိုကောင်းပါတယ် chapters တွေကတော့အဆုံးအပြောသလိုမျိုးပေါ့နော် chapter by chapter ဒေတာတဲ့ introduction ပါရမယ် literature review ပါတယ်နောက် methodology ပေါ့ materials and methods လို့လည်းပြောတယ် methods တွေပေါ့နော် methods တွေကိုသုံးတဲ့နည်းတွေပေါ့နည်းလမ်းတွေပဲနည်းလမ်းကိုသုံးပါလဲပေါ့နော် pure science ဆိုရင်ပဲနည်းလမ်းတွေလဲ social science ဆိုလို့ရှင်တော့ဘယ် methods ကိုသုံးတာလဲဆိုတော့ကွဲလွဲသွားပါပေါ့နော်အဲ့ဒါတွေကိုရေးသွားမယ်ပြီးရင် discussion ပေါ့ research နဲ့ discussion ကိုတွဲပြီးရေးလေးရှိတဲ့တက္ကသိုလ်တွေရှိတယ်လို့ research ကတခန်း discussion ကတခန်းဆိုတတ်ရေးတဲ့တက္ကသိုလ်တွေလည်းရှိပါတယ်နောက်ပြီးတော့ conclusion ပေါ့နော်ဒါကတော့ conclusion နောက်တစ်ခါ discussion and conclusion ဆိုပြီးတော့အတူတူတွဲရေးတဲ့ဟာမျိုးလည်းတွေ့မှုပါတယ်နော်အဲ့ဒါပြီးရင်တော့ reference ရဲ့ appendices reference မှာလည်းပဲဒီ manual နဲ့ပေါ့နော်တစ်ခုချင်းထည့်တာမျိုးရှိတယ်လို့software ကိုသုံးပြီးတဲ့အခါကျတော့မှ automatic ထည့်တဲ့software တွေလည်းပဲရှိတယ်ပေါ့နော်ဒါတွေကိုသုံးပြီးတော့ထည့်လဲရပါတယ်နောက် appendices ပေါ့အဲ့တော့တစ်ခုချင်းဟာ तू ကပြောရတယ်တထိုင်နဲ့ပြောလို့မရအောင်ပေါ့နော်ကိုကနေပြီးတော့ဘယ် methodology ကိုသုံးပါလဲဆိုတာကိုယ့်ရဲ့ supervisor နဲ့အခြေအလဲဆွေးနွေးရအောင်ပါဆွေးနွေးပြီးတော့မှဘယ်လိုမျိုးနည်းကိုသုံးမယ်ပေါ့နော်ဘယ် methods ကိုသုံးမယ်ဘယ်လိုတွက်မယ် data တွေကိုဘယ်လိုကောက်မယ်ဘယ် season မှာကောက်မယ်ဒါမျိုးပေါ့နော်အဲ့လိုမျိုးဆွေးနွေးပြီးတဲ့အခါကျတော့မှ
final work ကြီးဖြစ်တယ်ပေါ့နော်ဒီ thesis ရေးတာအဲ့တော့ parallelly လုပ်လို့လည်းရတဲ့အပိုင်းတွေအခန်းတွေရှိပါတယ်ဥပမာ literature review လို့အခန်းမျိုးပေါ့နော် introduction လို့အခန်းမျိုးဒီကြိုရေးထားလို့ရတယ် methodology ခန်းလည်းပဲ methods တွေပြတ်သွားပြီပေါ့နော် design တွေ research design တွေပြတ်သွားပြီဆိုလို့ရှိရင်เนาะရေးလို့ရပါတယ် research ပိုင်းကတော့မရသေးပါဘူး research နဲ့ discussion နဲ့ conclusion ကတော့ data တွေအားလုံးချောပြီးတွက်ပြီးမှရတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ table of content ဆိုလို့ရှိရင်ဒီ YouTube file လေးတွေလည်းရှိတယ် table of content ကိုဘယ်လိုရေးမလဲပေါ့ဒီမှာဒီ YouTube file လေးတွေရှိပါတယ်ဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ်ဘယ်လိုထည့်မလဲ table of content ကိုပေါ့နော်ဒီဘယ်လိုထည့်မလဲဆိုပြီးတော့ reference ကနေသွားပြီးတော့ထည့်လို့ရပါတယ်တားကြီးမခက်ခဲပါဘူးနော်အလားတူပဲကိုလေ့ကျင့်လို့ရတယ်ကိုလေ့ကျင့်ကြည့်ပါပေါ့နော် YouTube မှာသွားကြည့်မယ်သွားကြည့်ပြီး practice လုပ်ကြည့်ထားပါပေါ့နော်နောက်ဒီမှာလည်းပဲ figure တွေ table တွေကိုဘယ်လိုထည့်မလဲပေါ့ထည့်ပုံထည့်နည်းလေးတွေလည်းပဲအလားတူဒီတော့ထည့်လို့ရပါတယ်เนาะထည့်လို့ရတယ်thesis တွေ table လေးတွေကိုကိုကပြင်ဆင်ပြီးတော့မှဘယ်လိုရှေ့မှာဒီ list of table ဘယ်လိုထည့်မလဲ list of figure တွေဘယ်လိုထည့်မလဲပေါ့ဒါလည်းပဲသွားပြီးတော့ YouTube file လေးတွေရှိတယ်အဲ့ဒါလေးသွားပြီးလေ့ကျင့်လို့เนาะအဲ့တော့ဆိုတော့ reference မှာပဲထင်တယ်เนาะသူလည်းအဲ့မှာသွားပြီးတော့ကြည့်လို့ရပါတယ်နောက်နော်ဒီမှာ reference ကနေပဲသွားပြီးတော့မှ insert table of figure တော့လေ insert caption တော့ဒါလေးတွေသွားပြီးတော့ရွေးချယ်ပြီးတော့ထည့်လို့ရတယ်ကိုယ့်ကိုလေ့ကျင့်ကြည့်ပါ YouTube မှာရှိပါတယ်နော်အဲ့တော့ chapter တစ်ခုချင်းစီကိုဒီမှာနည်းနည်းလေးအသေးစိတ်ကလေးပြောကြည့်အောင်ပေါ့နော်ဒီပထမဆုံး chapter မှာဆိုရင်တော့ introduction ပေါ့နော် introduction ကိုကျမဆရာကတော့ပြောငါကတော့ introduction ကိုနောက်ဆုံးမှရေးတယ်ပေါ့နော်literature review တွေကိုရေးထားတာပေါ့နော်ဒါမျိုးပြောတယ်ပြီးရင် discussion ကလည်းပဲ result ပေါ်မှာအခြေခံတဲ့အတွက်ဒီနောက်3ခန်းကတော့ကြိုတင်ပြီးပြင်ဆင်လို့မရဘူးရှေ့3ခန်းကတော့ပြင်ဆင်လို့ရဆိုတော့ကိုကခေါင်းစဉ်ထွက်လာတယ်ကိုကဒီခေါင်းစဉ်ပေါ်မှာမှီပြီးတဲ့အခါကျတော့ကျမတို့ရေးလို့ရတာ哦เนาะဒီအကြောင်းအရာကြီးရေးလို့ရတယ်ပြီးဒီခေါင်းစဉ်ဆိုတော့ဒီတိုင်းဖြစ်လာတာမဟုတ် proposal defense တို့เนาะဒါတွေကနေဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ problem statement တွေကတိစောက်ခဲ့ပြီးသားအဲ့ဒီ problem မှာ research gap တွေကိုရှာခဲ့ပြီးသားဒါကြောင့်မို့ဒီမှာ which is new area in this study เนาะဘယ်ဟာအစ်စ်လဲဘယ်ဟာကလိုအပ်ချက်လဲเนาะအဲ့ဒါကိုသိထားပြီးသားဆိုလို့ရှိရင် introduction ကရေးလို့ရပါတယ်အမှအများကြီးဖွာရေးမလားနော်ချစ်ချစ်လဲလဲရေးမလားဒါကတော့ကိုသွားတဲ့တက္ကသိုလ်ပေါ်မူတည်တယ်တချို့တက္ကသိုလ်တွေက intro ကိုတွဲဝိုင်းသေးချာအများကြီးရေးတယ်ပေါ့လေတချို့အကြချစ်ချစ်လက်လေးရေးတယ်ဒါကတော့ကိုယ့်ရဲ့ reference ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ former previous literature တွေကိုကြည့်ပြီးတော့မှတက္ကသိုလ်ရဲ့ပေါ့နော်ကိုတက္ကသိုလ်ရဲ့ format ကိုကြည့်ပြီးတော့မှကိုကလှုပ်ရှားရမှာရေးရမှာပေါ့နော်ပြင်ဆင်ရမှာပေါ့ literature review ကိုလည်းတချို့တက္ကသိုလ်ရေးတွေဆိုအကြီးကျယ်ပေါ့ literature review ကိုအရှည်ရေးတယ်ရေးပြီးအခါကျအဲ့ literature review ကကိုပဲ review paper ထွက်အောင် publication ထွက်အောင်စူးစမ်းကြတဲ့တက္ကသိုလ်တွေလည်းရှိပါတယ်။ဒါကြောင့်မို့ literature review က short တော့လို့တော့မရဘူး။တခြားလေးစာဘလောက်ကြည့်အောင်background တွေကျင့်ညင်အောင်ကိုကဖတ်ထားနိုင်တယ်လေပေါ့နော်။ဒီသေးလုံးဝကိုယ့်ရဲ့ဒီကောင်းစဉ်နဲ့ပတ်သက်တဲ့နော်ဆက်နွယ်ချက်တွေသူ့ရဲ့နောက်ကွယ်ကအချက်တွေအများကြီး literature review မှာပြန်ဖတ်ထားပြီးတော့မှဒီပြီးခဲ့ပြီးသားပေါ့နော် existing scholar တွေရဲ့အားသာချက်တွေဒါမှမဟုတ်သူလိုအပ်ချက်တွေဒါတွေကိုရေးခွင့်ရှိတယ်ပေါ့နော်အင်တန်စိတ်ဝင်စားဖို့ကောင်းပြီးတော့ခါကြတော့မှတခြားသော thesis တွေရှိမယ်ဆိုရင်ပိုကောင်းတာပေါ့နော်ကိုနဲ့ကိုအလားတူ similar သူဒေသနာ title တွေဒါမှမဟုတ် area လေးကတော့မတူဘူးတခြားနိုင်ငံကပေါ့ဒါမျိုးလေးတွေဆိုရင်လည်းပဲကိုကရှာဖွေဖတ်ရှုပြီးတဲ့အခါကျတော့ literature review ကအခုကိုကခေါင်းစဉ်ရပြီဆိုတာနဲ့ literature review ကရေးလို့ရတဲ့အခန်းဖြစ်ပါတယ်ရေးလို့ရတဲ့အခန်းဖြစ်တယ်အဲ့တော့တခါတည်းဒါရေးပြီးတော့ literature review ထဲမှာငါဒီpaper စပြီးတော့ဖတ်မယ်ပေါ့စာတွေရှာမယ်ဆိုကြတဲ့ဒါကတော့ဒီအကြောင်းအရာတော့ငါသုံးမယ်ဆိုရင်ကိုပိုင် Excel ထဲမှာတခါတည်းဒီအကြောင်းအရာကိုတခါတည်း copy သားဆွဲထားလိုက်ဆွဲမယ်ဆွဲပြီးလို့ရှိရင်တခါတည်း reference ပါယူထားလိုက်တော့เนาะ reference ယူနည်းကိုကျွန်မပြောပြပါမယ်ခဏနေလို့ရှိရင် reference တခါတည်းယူထားပြီးတော့အဲ့ Excel ထဲမှာကိုပိုင်ဟိုလေးတိဆောက်ထားလိုက်တော့ library လေးပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင် library လေးတိဆောက်ထားလိုက်ပြီဒါကတော့ literature review အတွက်ကိုဒီ publication ဒီ paper က existing paper တွေကဒီဒါတွေယူမယ် copy paste တာချသွားလိုက်နော်နံပါတ်1ကတော့ဘယ်အကြောင်းအရာနံပါတ်2ကဘယ်အကြောင်းအရာဒါမျိုးသွားလိုက်လို့ရှိရင်အလုပ်ကအင်တန်သက်သာတယ်ဘာလို့လဲဆိုဒီအကြောင်းအရာဟာတကယ်တမ်း thesis ကြီးချောကန်နီးမှဆိုရင်ဒီအကြောင်းအရာရှာမတွေ့တတ်ဘူးတခါတလေ
လေးကြလည်းမေ့သွားပြီပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကိုယ်ပိုင်တိဆောက်ထားပါ library တိဆောက်ပြီးတော့ကိုယ့်ရဲ့ cloud မှာပို့ထားတာ email မှာပြန်ပို့ထားပါတော့ဒါမျိုးသာပို့ထားလိုက်နော်အဲ့လိုဆိုရင်မပြောက်တော့ဘူးပေါ့နော် data တွေကလေအဲ့တော့ကိုယ့်ရဲ့ target plan တော့ဆွဲထားပေါ့နော်ကိုကဘလောက်ဒီတစ်လအတွင်းမှာငါဘယ်အလုပ်တွေပြီးရမယ်ဆိုတာတော့ဒါ further study လုပ်နေပြီဆိုမှတော့လေဒီ time allocation အလုပ်ကိုလုပ်ထားမှရမယ်ဒါလေးကအကြံပေးတာပေါ့နော်အဲ့တော့ methodology လည်းအလားတူ methodology ကဘယ်ဟာတွေကိုသုံးပါလဲ pure science လား pure science ဆိုရင်တော့ဘယ်လို equipment တွေကိုသုံးပါလဲဘယ်လို sample တွေကိုဒီလုပ်ပါလဲ soil sample လားနော်ကျမတို့ဆို plant disease sample တွေလားဘယ်လို analysis လုပ်ပါလဲဘယ်လို set တွေကိုသုံးပါလဲ set တွေရဲ့သုံးပုံသုံးနည်းတွေကိုသိသလားပေါ့နော်ကိုကဘယ်နိုင်ငံမှာလုပ်ပါလဲပေါ့ social science ဆိုလို့ရှိရင်ဘယ် area ကိုသွားမှာလဲဘယ်လိုမျိုးဒီ respondent တွေကိုစာပေးကောင်းပါလဲဘယ်လောက်ပမာဏလဲ quality လား quantity လားဒါမျိုးတွေပေါ့နော်အဲ့ဒါတွေကိုအခြေလေကိုကရထားဖို့အတွက်ကိုပဲအားထုတ်ရမှာဖြစ်တယ် methodology ကကြာတယ်ဒါတော့တချို့ analysis တွေကိုကမလုပ်တတ်ဆိုရင်လုပ်တတ်တဲ့သူကိုမေးရမယ်သင်ရမယ်သင်တန်းတွေတက်ရမယ်အဲ့လိုမျိုးကိုလုပ်ပြင်ဆင်ရတာဖြစ်ပါတယ် methodology ဘိုင်းကကြာပါတယ်ကိုကကျွမ်းကျင်ပြီးသားပေါ့ဥမာကိုကဘာကူဘွဲ့ပေါ့နော် master မှာ the same area ကိုလောက်ထားတယ် is okay ဒါပေမဲ့လည်းအစ်စ်ကိုသွားပြီးချင်းကပ်မယ်ဆိုရင်တော့ကိုကတေချာလေးစာကိုကြည်ကြည်လဲလဲဖတ်ထားလို့ဥမာ thesis ဆိုလည်းပဲတအုပ်ထဲပဲမဟုတ်ဘဲနဲ့ပေါ့နော်တူညီတဲ့ဟာတွေအများကြီးဖတ်ထားပြီးတော့မှဘယ်လို analysis လုပ်မယ်ဘယ်လို methods ကိုသုံးမယ်ဘယ်လို survey method ကအစပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့တစ်နှစ်လောက်လုပ်ပြီးသွားပြီဆိုလို့ရှိမှပြန်လုပ်ဆိုတာမျိုးဖြစ်တတ်တယ် methodology တည်တာလွဲသွားလို့ရှိရင်ပေါ့နော်အဲ့တော့အင်တန်အချိန်ကုန်တယ်ပြီးရင် analysis ပိုင်းပေါ့နော်ဒါလည်းပဲ data analysis ပိုင်းဟာတချို့က YouTube ကဆရာတွေကိုကြည့်တယ်ပေါ့နော်ကျွမ်းကျင်တဲ့ area နဲ့တူတဲ့သူချင်းကပ်တယ်ပေါ့အပြင်မှာသွားပြီးတော့စာသွားသင်တယ်ပေါ့အဲ့ဒါမျိုးလုပ်လို့ရပါတယ်အဲ့လိုလုပ်ပြီးတော့ခါကြတော့မှ methodology ကပြီးတာပါအဲ့ဒါဆိုရေးတာလွယ်ဘယ်နည်းကိုသုံးမယ်ဆိုတာလေးရေးလိုက်တာပဲအဲ့လိုအဲ့ဒါကိုကိုကသုံးတာဖို့ how to use ကတော့အချိန်ကြာတဲ့ဗီဇဖြစ်တယ်ဒါလေးကအချိန်ကြာပါတယ်နော်အဲ့ဒါချိန်ကြာတယ်ဆိုပေမဲ့ကိုယ့်ရဲ့ supervisor တင်ပေးမှာပါဆရာမတင်ပေးမယ်သို့မဟုတ်လမ်းပြပေးမယ်ပေါ့နော်ဘယ်ကိုစုပါဘယ် member ကိုသုံးထားတယ်သူကတင်ပေးလိုက်မယ်ဒါမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်သူပြောတဲ့အတိုင်းကိုကတခြားတွေလိုက်လုပ်မယ်သူပြောတာအပြင် plus ဆိုတာပြောရဲinternet တွေတခြားသောစာအုပ်တွေ reference book တွေကလည်းကိုကလိုက်ဖတ်ထားဖို့လိုမှာဖြစ်ပါတယ်ဒါ further study လုပ်မှာဖြစ်တဲ့အတွက်ဒါတွေကိုလိုက်ပြီးတော့စာတွေကိုလက်တွေ့စားနဲ့ပတ်သက်တာတွေကိုဝါသနာပါလို့ဒါမှမဟုတ်အားသာလို့လာလေးလာကြတဲ့သူတွေကများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအပိုင်းကခဏနဲ့တရက်ထဲနဲ့ပြောလို့ပြီးတဲ့ကိစ္စလိုမျိုးမဟုတ်ကိုယ့်ရဲ့ခေါင်းစဉ်ကိုယ့်ရဲ့ subject matter ပေါ်မူတည်ပြီးတော့မှဖြစ်လာတော့ဒါတွေဘယ်လိုသုံးမယ် data collection ဘယ်လိုလုပ်မယ် sample ဘယ်လိုကောက်မယ်အသေးစိတ် very detail ရေးရမှာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုမှ result တွေ findings တွေဖြစ်တယ်နောက် discussion ဘိုင်းကတော့ကိုယ့်ရဲ့ result ကို interpret လုပ်ရမှာဖြစ်ပါတယ်ဘာလို့ဆိုလိုပါလဲပေါ့နော်ဒီကနန်းမိမယ်လို့သူ့ရဲ့နော်ဒီ actually mean သူဘာကိုပြတာလဲဒါကျမတို့တိစောက်ခဲ့တဲ့ research question တွေ hypothesis တွေဒါတွေကို support လုပ်သလားကျမတို့သူတေသနရဲ့ယူဆချက်ကစသချင်းခေါင်းစဉ်ကြီးဖြစ်လာတဲ့အတိုင်းဒါယူဆချက်တစ်ခု hypothesis ပေါ်အခြေခံပြီးတော့ကျမတို့ကလာတာ哦ဒီဥပမာဒီဆေးဟာဒီယောဂါကိုနိုင်သလားမနိုင်ဘူးလားနိုင်တယ်ဆိုတော့ယူဆချက်တစ်ခုနဲ့ကျမတို့ကလာခဲ့တာပေါ့နော်အဲ့လိုသဘောမျိုးပါဒီဘယ်လိုပြောရမလဲstudy area ရဲ့ကျမတို့ယူဆချက်တစ်ခုနဲ့မရှိဘဲနဲ့တော့ဒီ topic က proposal အောင်မြင်လာမှာမဟုတ်ဖြစ်လာမှာအဲ့ဒီလိုမျိုးဟိုဒီရရှိလာတဲ့ဒီ methodology တွေနဲ့ analyze လုပ်ပြီးရလာတဲ့ data တွေဟာကျမတို့ယူဆချက်ကို support လုပ်သလားမလုပ်ဘူးလားပြောင်းမြန်လားယူဆတာနဲ့ပြောင်းမြန်လားအခိုက်ပဲလားဆိုတာတွေကိုမှအခြေခံပြီးတော့မှ conclusion ချမှာပါ conclusion ချပြီးတော့ကျမတို့ဒီမှာသူတေသနာတစ်ခုခီးတစ်ခုပေါ့နော်သွားကြည့်လိုက်တဲ့အခါကျတော့အားနည်းချက်တွေကျမတို့တွေ့မယ်ဘာတွေက limitation တွေပေါ့နော်ဘာတွေကို fulfill လုပ်လိုက်လို့ရှိရင်တော့ဒါတွေကကြော်လားနိုင်တယ်ပေါ့နော်ဆိုတာရဲ့ပြီးတော့ဒီသူတေသနာရဲ့တွေ့ရှိချက်ပေါ်အခြေခံပြီးတော့တခြားသောအသစ်သူတေသနာတွေဘာတွေလုပ်လို့ရမလဲ society အတွက်
ပေါ့နော်ဒါအရေးကြီးတယ်နော် future research အတွက်တချို့လည်း suggestion တချို့လည်း recommendation လို့သုံးတယ်ပေါ့နော်အဲ့တော့ဘာတွေပေးလို့ရမလဲဆိုတာဟာဒါဒီ thesis work ကြီးတစ်ခုဖြစ်ပါတယ်ဒါတချို့ကတစ်နှစ်လောက်အချိန်ယူပြီးလုပ်လေရှိတယ်တချို့ကကြတော့လည်းပဲနှစ်နှစ်ဆိုရင်နှစ်နှစ်လုံးပေါ့အစကနေစပြီးတော့သူခေါင်းထဲမှာဒီအလုပ်ကြီးတစ်ခုကိုလုပ်ထားတာပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့မှဘယ်အပိုင်းပေါ့ဆိုတော့ဒီမှာပြောတဲ့လိုမျိုး Excel မှာဖြစ်ဖြစ်ကိုအလုပ်တွေအကုန်လုံးတင်ထားပါတင်ပြီးတော့ literature review ဆိုရင်တရှိထုတ်ထားပါဒါ intro အတွက်သုံးမယ်ပြီးရင် reference ကတော့ဘယ်ဟာယူမယ်ပေါ့နော်ဘယ်ဟာယူမယ်ဆိုတာကိုတစ်ခါလေးလုပ်ထားပါနော်အဲ့လိုမျိုးပါဆိုတော့ဟုတ်ပြီနော် introduction ဆိုလို့ရှိရင်ဒါဘာတွေပါသင့်တယ်လဲဆိုရင်ဒါဥပဒေသနာနဲ့ပတ်သက်တဲ့ background တွေပါသင့်တယ် problem တွေနော် problem statement နောက်သူတည်တနာ research ကဘာလို့ကျမတို့တခုခုတော့ဆိုပြောခဲ့တယ်လို့တခုခုအစ်စ်ကျမတို့ပေးရမှာလေအမှမှာ question research question ဖြစ်လာမယ် hypothesis ကောက်ချက်ကဘာလဲပေါ့နော်ကောက်ချက်ကဘာလဲပြီးတော့အခါကျတော့မှဒီ research ကောက်ချက်ပေါ်အခြေခံပြီးမှ question တွေထွက်လာမှာပေါ့နော်တခုပေါ်မှာ question ပေါင်းများစွာလည်းထွက်နိုင်တယ်အဲ့ဒါမှဒီသူတည်တနာရဲ့ significance ပြီးရင် objective လာတယ်ဆို objective ဟာ3ခုလားဆိုတော့3ခုဆိုလို့ရှိရင်အဲ့ဒီ3ခုလုံးကိုကျမတို့ကရောက်အောင်သွား2ခုလား2ခုရောက်အောင်သွားရမယ်ဒါကတော့အရေးကြီးတဲ့ဘိုင်းဖြစ်တယ် objective ချထားတယ်မဲ့3ခုချထားပေမဲ့2ခုပဲရောက်တယ်ဒါမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါသတိထားဖို့ research design methodology ဘိုင်းမှာဆိုရင်တော့ကျမဆောပြောသလိုပဲဘယ်ဘိုင်းလဲဘယ်အောင်သွား descriptive လား experiment လုပ်ပါလားနော် exploratory research လား correlational research design လားဘာတွေကိုကိုကချင်းကပ်မှာဒါကသိစိတ်နော် study လုပ်ပြီးတော့မှခေါင်းစဉ်ကိုသွားမဲ့ခေါင်းစဉ်ပေါ်မှာမူတည်ပြီးတော့မှဖြစ်လာမှာပါအဲ့တော့ကျမတို့မလွဲမသွေတွေ့ရမယ်စကားလုံးတွေလည်းရှိပါတယ်နော်ဒါတွေကတော့နော်ဒီ design တွေပေါ့ research design တွေပေါ့နော် experiment လုပ်မယ်ဆိုရင်တော့ဥမာ CRD တို့ RCBD တို့ဒါတွေနဲ့တွေ့ရမယ် fee မှာလုံးပါလား laboratory test တွေလားဘလို့ equipment တွေလဲ social science ဆိုလည်းဘလို့မျိုး method တွေလဲနော် statistical tools ကဘာတွေလဲဘလို့ software တွေကိုသုံးပါလဲရှိသလား software တွေကပေါ့နော်အဲ့ဒီ software တွေကိုကိုကဘလို့ရယူမလဲဘလို့ run မလဲဆိုတာတွေကလည်းနောက်တစ်ဆင့်ဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုပြောလုံးလိုက်ပြီပေါ့ကိုအလုပ်တွေကို progress အနေနဲ့ကျမတို့ကပြောရတယ်ပေါ့နော်ဒါကလည်းပဲ presentation လုပ်ရတာပေါ့နော် proposal ဆပြီးကျမတို့ presentation ပေးရတော့ visual presentation ပေးရမယ်ဒီတိုင်းပဲ in person သွားပြီးတော့ကြတော့ presentation တွေလာမယ်ဒီမှာဆို presentation scale တွေဘလို့ PowerPoint တွေဘလို့ပြင်ပါလဲနော် one by one ဘလို့ပြင်ပါလဲဘာအချက်တွေထည့်ရမှာလဲဆိုတာလည်းပဲအကုန်လုံးကျမတို့ကinternet မှာသွားကြည့်လို့ရပါတယ် PowerPoint ဘလို့ပြင်ရမှာလဲ master study ဆိုရင်ဘလို့မျိုးချက်တွေပါမှာလဲဆိုတာတွေကအစားသူက skill ကိုသွားမှာဖြစ်တယ်နောက်ပို့ပြီးတော့ကိုကinternational တက္ကသိုလ်သွားမယ်ဆိုလို့ရှိရင် publication တွေကလာတယ်ခု domestic university တွေမှာလည်း publication လုပ်ရမယ်ဆိုတာတွေဖြစ်လာတယ်ဒါကြောင့်မို့လို့ publication လုပ်နည်းတွေဒါလည်းပဲလိုရတယ်တဲ့လား addition တွေ proofreading တွေဘလို့ကြော်ဖြတ်မှာလဲသူတို့ပေးတဲ့ comment တွေကိုဘလို့ဖြေမှာလဲဆိုတဲ့ဟာတွေလည်းပဲဥပမာကိုကပါရဂူကျောင်းသားဆိုရင်လုပ်ဖို့လုပ်ရမှာဖြစ်တယ်ကြော်ဖြတ်မှာဖြစ်တယ်နော်အဲ့တော့နောက်ပြီးတော့လည်းပဲ presentation ပဲဖြစ်ဖြစ် thesis မှာပဲဖြစ်ဖြစ် defense မှာပဲဖြစ်ဖြစ် Q&A ပေါ့နော် question and answer ကိုကဘယ်လိုပြန်ဖြေမှာလဲပေါ့နော်အဲ့တော့ဘယ်လိုပြန်ဖြေမှာလဲဆိုတော့ကိုကဘာတွေဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဘာလောက်ထိလေ့လာထားလဲဆိုတာတွေကိုကိုခရီးအစနဲ့အဆုံးထိကိုကြည်လည်ထားမှကိုပြန်ပြီးတော့ပြောတတ်မှာဖြစ်ပါတယ်နော်အဲ့တော့ဆိုတော့ကျွန်မ reference နဲ့ပတ်သက်ပြီးတော့ဥမာကိုစာရှာမယ်ပေါ့လေခုမှစာရှာမယ်နော်အကြောင်းအရာလေးတခုကျွန်မရေးကြည့်တယ်မထားမှာတော့ဒီ qualitative study on education နဲ့ပတ်သက်တဲ့ study ပေါ့ဒါနဲ့ပတ်သက်တဲ့ဟာလေးတခုကျွန်မ qualitative research on education နဲ့ပတ်သက်တဲ့ဟာကိုဘ
ဘယ်မှာရှာမလဲဆိုရင်ကျမတို့ရှင်းလိုက်မယ်နော်ဘယ်မှာရှာမလဲဆိုလို့ရှိရင် Google မှာမရှာဘူးရှင်အဲ့တော့ဘယ်မှာရှာမလဲဆိုရင် Google Scholar မှာရှာမယ် Google Scholar မှာရှာမယ်ရှာပြီးတော့ကိုယ့်ရဲ့ခေါင်းစဉ်ပေါ့ဥမာကွာ proposal ခေါင်းစဉ်ရတာပေါ့ဆိုရင်လို့ရှိရင်သူကဘယ်လိုပေးလဲဆိုရင် Google မှာမဟုတ်ပဲ Google Scholar မှာဒီမှာရှာလိုက်တယ်နော်ရှာပြီးတော့ဒီမှာဆိုရင် qualitative research for education PDF ရှိတယ်စာအုပ်တယ်သူပြောထားတယ်ဒီမှာလဲကျမတို့ကfilter လုပ်လို့ရတယ်2026ပြီပါလား2022ကစပြီးတော့ custom rate လေးသွားလို့ရတယ်ပေါ့နော်2020နောက်ပိုင်းအကုန်ဖတ်ချင်တယ်ပေါ့ဒါဆိုအကုန်ပြီးမှာပဲသူကလေဒါကတော့ကျမ anytime ပေါ့နော်ဒါလုံးဝ limit လုပ်မထားဘူးအကုန်လုံး date နဲ့သွားလို့ရတယ်ပေါ့နော်ဒီ review ကိုပဲသွားမှာ type တွေလည်းရွေးချယ်လို့ရပါတယ်ဒီမှာတော့နောက်မှာ PDF ပေးထားတယ်ဆိုရင်ဒီမှာ the handbook of qualitative research in education for example နော်သူ့ကို site လောက်ထားတာ1000ကျော် citation လောက်ထားတယ်ဆိုတာနော် citation များတယ်ဆိုခြင်းကသူ့ရဲ့ data တွေခိုင်မာဖို့များတယ်ဆိုတော့ဒါလေးတော့ကြည့်လို့ရတယ်ဒီထက်အကြောင်းအရာတစ်ချက်ကိုကျွန်မကြိုက်သွားတယ်ပေါ့နော်အဲ့ဒါဆိုရင် literature review မှာကျွန်မသုံးခြင်းတယ်ဆိုရင် site ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်ဒီတိုင်းနော် site ဆိုတာနှိပ်ပြီးလို့ရှိရင်ဒီမှာ reference time တွေပါပါတယ်နော် reference time တွေပါတယ်အဲ့ဒီမှာအများစုကျမတို့သုံးတာ APA format ကိုသုံးပါတယ်တက္ကသိုလ်နော်တက္ကသိုလ်ရဲ့ APA format ကိုသုံးတယ်တချို့social science သမားတွေကတော့ Chicago တို့အဲ့လိုသုံးပေမဲ့တော်များက APA format ကိုသုံးတယ်ဒါကိုသွားမဲ့တက္ကသိုလ်ကဘာကိုသုံးတာလဲမြန်မာပြည်မှာဒီမှာ APA သုံးတဲ့တက္ကသိုလ်တွေများတယ်နော်အဲ့တော့ဘယ်ကိုသွားတဲ့နိုင်ငံကဖြစ်စီဘယ် format သုံးတာလဲဒါလဲကြည် Harvard ကိုသုံးတယ်ဆို Harvard ကဟာကိုကူးပေါ့နော်သူ့ရဲ့ format ကိုကူးမယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ APA ဆိုရင်ကိုကအဲ့စာကြောင်းလေးတစ်ကြောင်းကိုသဘောကျတယ်နော်ဆိုအဲ့စာကြောင်းကိုသဘောကျတယ်ဆိုရင်အဲ့ဒီစာကြောင်း original sentence ကိုလည်းပဲ copy Excel မှာထည့်ပါပြီးရင်သူ့ရဲ့ဒီ reference ကဒါပါ GEE အဖွဲ့ပေါ့နော် GEE Etel က1992မှာသူရေးခဲ့တာပါဒါလေးကို copy ယူပြီးတော့ပြန်သွားသိမ်းလိုက်ရင်ကျမတို့ဒါလေးနဲ့လိုက်ရှာလိုက်ရုံပဲပေါ့နော်နောက်ကြလို့ရှင်ဒီခေါင်းစဉ်ကလည်းပါတာ The Handbook of Qualitative Research in Education ဆိုတဲ့ခေါင်းစဉ်ကလည်းပါတယ်ဆိုတော့ကျမတို့လိုက်ရှာလိုက်အောင်မယ်လေပြီးရင်ကျမတို့ original sentence လေးယူခဲ့လိုက်ဘာဖြစ်လို့ original ယူရမှာလဲဆိုရင်ဒီ original sentence ကိုကျမတို့ကမသုံးဘူးရှင်သူ့ကို plagiarism ထိမှာဆိုလို့နည်းနည်းလေးပြောင်းပြီးတော့သူ paraphrasing ဖြစ်ဖြစ်เนาะအဓိပ္ပာယ်လေးတူအောင်ပြန်ပြီးတော့ပြောင်းရေးမှာမလို့ original လည်းယူကိုပြောင်းထားတဲ့ sentence ကိုလည်းပြန်ပြီးတော့အဲ့ဒီ Excel မှာတစ်ခါတည်းမှတ်ထားလိုက်ရင်ကိုနောက်ကြရင်ကောက်ပြီးသုံးလိုက်ရုံပဲအင်တန်အဆင်ပြေတဲ့နည်းလေးဖြစ်တယ်เนาะအဲ့တော့ဒါလေးကတော့လက်ဆောင်ပေးတာပါအဲ့တော့ Excel မှာသွားမယ်ဒီမှာဒါလေးယူခဲ့လိုက် copy ယူခဲ့လိုက်ပြီး Excel မှာသွားပြီးတော့ paste လုပ်ထားလိုက်ပြီးရင်ကိုလိုချင်တဲ့အကြောင်းအရာလည်းပဲတစ်ကြောင်းအရာဖြစ်မဲ့တစ်ပိုက်လုံးဖြစ်ခြင်းဖြစ်မယ်သုံးကြောင်းလောက်ဖြစ်ခြင်းဖြစ်မယ် anyhow ယူခဲ့လိုက်ယူပြီးတော့တင်ထားပါဒါဆိုရင်နောက်ကြတော့ thesis ကိုအကုန်လုံးချောမယ်ဆိုရင်လည်းပဲဒီဝက်ကြလာဘယ်ဟာဆိုတဲ့ဟာပြတ်သွားတော့ဘာလို့လဲကျမတို့ကပျောက်ခဲ့လို့ပေါ့နော်ကျမတို့ပျောက်ခဲ့ဝက်ကြတွေအများကြီးပဲကျမတို့ကရေးခဲ့တယ်ဒါပေမဲ့အဲ့ဒီဝက်ကြရဲ့ original ကိုပြန်လိုက်တော့မယ်ဆိုလို့ရှိရင်တကယ်ကြတော့ခုတော့ internet နဲ့ပြန်ရှာမှာပေါ့နော်ဒါပေမဲ့အဲ့လို Excel နဲ့ကိုယ့်ဟာကိုယ်ဒီဆောင်ရင်တော့ကိုယ့်အလုပ်ကလေးကပို့ပြီးတော့မြင်မြန်ဆက်ဆက်ပြီးပါတယ်ပေါ့နော်လေးကတော့တတိချက်ဖို့ဖြစ်ပါဆောင်ရမယ့်အချက်ကလေးပါပေါ့နော်ရှောင်ရမယ့်အချက်ကတော့ဆိုရလို့ပဲဘယ်စာဖတ်သွားတယ်ပြီးပြန်ပိတ်သွားလိုက်တယ်PDF ဖိုင်ကြီးတွေ10 9လောက်ဖွင့်လိုက်တယ်ဘယ်ဥစ္စာမှမကြိုက်ဘူးမကြိုက်တာရတယ်ဒါပေမဲ့လည်းကြိုက်တယ်ဆိုလို့ရှိရင်တော့ဆိုတာယူခဲ့လိုက်ဖို့ pick up your desire sentences and also reference ပေါ့နော်အဲ့တော့လိုအပ်တဲ့ကိုကြိုက်တဲ့ sentence တွေကိုလည်းယူခဲ့ပါပြီး reference နဲ့အတူတကွယူမှသာနော်နောက်ကြတော့ပြန်လိုက်တဲ့အခါမှာသိစိတ်ရေးတဲ့အခါမှာအင်တန်အကျိုးကျေးဇူးများပါတယ်ပေါ့နော်ဟုတ်ဒါဆိုရင်ဒီဗီဒီယိုလေးကသိစိတ်တကယ်ရေးတော့မယ်ဆိုတဲ့လူတွေအတွက်ရောပေါ့နော်မရေးမီမှာ idea ရကျင်တဲ့သူတွေအတွက်ကိုရေးနေစေပေါ့နော်candidate တွေအတွက်ကိုအသုံးဝင်လိမ့်မယ်လို့တော့ယူဆပါတယ်ကျမရဲ့တချို့သော candidate တွေရဲ့အမားလေးတွေကဘာတွေလဲဆိုလို့ရှိရင်တော့ဒီ format တွေပေါ့နော် format တွေ
မတိကြတာပေါ့နော်အဲ့တော့ကိုကနေပြီးတော့ကိုရဲ့တက်ကတူကိုတက်ကတူရဲ့ကိုရဲ့ senior တွေရဲ့ format ကိုလည်းအတိအကျကိုက digest ဖြစ်အောင်မေးထားဖို့လိုတယ်နော်ကိုရှောက်ရေးထားပြီး format အလွယ်ကြီးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးယူထားပြီးတော့မှမသိတဲ့ဟာတွေကိုကိုက like ရှာဖွေတတ်မှာဖြစ်ပါတယ်ကိုကဒီတိုင်းပဲလောလောဆယ်တော့ဘာမှမသိသေးဘူးဒီတိုင်းပဲလေ့လာမယ်ပြီးတော့မှနောက်ကျမှ format တွေကိုကောက်ထည့်မယ်ဆိုတဲ့လူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်အဲ့တော့ဒါကတော့format ကြအောင်တခြားလေးလုပ်ပြီးတော့မှထည့်ရင်ပို့ပြီးတော့အလောက်ကပို့တွင်တယ်မပင်ပန်းဘူးပေါ့နော်နှစ်ခါလေးမပင်ပန်းဖြစ်ပါတယ်ဒါလေးကတော့ရှောင်ရံလေးဖြစ်ပါတယ်နော်အဲ့တော့ရှောင်ရံလေးတွေလည်းပဲနောက်လုပ်ကြည့်ကကြမှာရေးကြည့်ကကြမှာသိမဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးတွေကတော့တချို့အကြံပေးတာပါနော်အကြံပေးကြည့်တာ Excel မှာထည့်ထားပြီးတော့မှတခါတည်း thesis work ဆိုပြီးတော့တခါတည်း2000ဘလောက်ပေါ့နော်2026ဆိုပြီးဒါတင်ထားပါရှောင်ရမယ့်အချက်ကတော့ကွန်ပျူတာထဲမှာတင်ထားခြင်းကိုရှောင်ပါ email ပို့ထားပါကို email ပို့ထားပါဒါမှမဟုတ် cloud ထဲမှာတင်ထားတာမျိုးပေါ့နော်အဲ cloud တွေကတော့မှတင်ပါ email ပို့ထားပါဒါဆိုရင်ပြန်လိုက်လို့ရတယ်ကွန်ပျူတာတွေဖုန်းတွေဟာနော်ပြီးတော့စိတ်မချအောင်ပေါ့နော်စိတ်မချတဲ့ device တွေဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်တမ်းရေးပြီးဆိုမှကွန်ပျူတာဖွင့်မရဘူးလို့ကတော့ဖြစ်တတ်ပါတယ်။ဒါကြောင့် email ဟာပို့ထားတဲ့အလေးအကျင့်နော်ကိုလှုပ်တိုင်းကို backup ပြန်လှုပ်ထားတဲ့အလေးအကျင့်တွေပဲလုပ်ဖို့လိုပါတယ်နော်ဟုတ်ပါပြီအဲဆိုကျေးဇူးတင်ပါတယ်